Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ May Home Mate Customer တွေကိုကျွန်တော်မြန်မြင့်ဆက် share အလုံးတစ်လုံးနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်เนาะအခုဒီအလုံးလေးကကြတော့ brand new design တော့ work 9000ပေါ့เนาะသူကကြတော့ design ကကြတော့ brand new design work 9000 auto manual နှစ်မျိုးသုံးလို့ရတယ် auto လည်းသုံးလို့ရတယ် manual လည်းသုံးလို့ရတယ်သူ့မှာဆိုလို့ရှိရင်မီတာကကြတော့အဝင်မီတာအထွက်မီတာအမီယာလုံးမီတာပါမယ်ပေါ့နော်နောက်တစ်ခုကကြတော့ तू က auto manual အပြင် तू ကကျွန်တော်တို့ဒီ EPC direct line ပေါ့နော် EPC direct line ကိုလည်း तू ကအသုံးပြုလို့ရတယ် auto ဆိုလို့ရှိရင် तू က auto အကျ110ပေါ့နော်110လောက်ကနေစပြီးတော့ရတယ် manual ဆိုလို့ရှိရင် manual ကကြတော့90လောက်ကနေပြီးတော့စပြီးတော့ तू အသုံးပြုလို့ရတယ် auto manual နှစ်မျိုးသုံးเนาะအကယ်လို့ကျွန်တော်တို့ကဒီမီးရမြင့်စက်ကိုမသုံးဘူးအနားပြုထားတဲ့အချိန်မှာပေါ့နော်မီးရမြင့်စက်ကိုကျွန်တော်တို့အနားပေးထားတဲ့အချိန်မှာတခြားမီးရမြင့်စက်တွေလိုမျိုးကျွန်တော်တို့ breaker ကိုချထားစရာမလိုဘူး EPC direct line ပါထားတဲ့အပေါ်မှာကျွန်တော်တို့ကဒီ chain over ကိုအောက်ချလိုက်ရုံနဲ့ EPC ကအဝင်ဘယ်လောက်ရှိမလဲရှိတဲ့လောက်ကို तू ကပြန်ပြီးတော့ထွက်ပေးမယ်ပြောချင်တာကျတော့ကျွန်တော်တို့ညအိတ်တဲ့အချိန်ပဲဖြစ်ဖြစ်အပြင်သွားတဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့နော်ဒီမီးရမြင့်စက်ကိုအသုံးမပြုခြင်းကိုနားထားခြင်းနဲ့ဆိုလို့ရှိရင်လည်းနားထားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးतूနောက်တစ်ခုကကျတော့ तू ကကြီးကွန်အမျိုးအစားနော်ကြီးကွန်အမျိုးအစား 100% ကပတ်ကွန်ပေါ့နော် 100% ကြီးကွန်အမျိုးအစားကိုအသုံးပြုပေးထားတယ် EN ကိုပေါ့နော်နိုင်ငံခြားကိုအသုံးပြုပေးထားတယ် 100% ကြီးကျိုးကြီးကွန်အစစ်အမှန်ကိုပေါ့နော်ကျွန်တော်တို့ကအာမခံပေးပြီးတော့ရောင်းချပေးတယ်သူကကြတော့အသစ်ပါကင်ဖြစ်တဲ့အပေါ်မှာသူကအာမခံ warranty 1 year ပါမယ်နော်1 year ပါမယ်1 year အတွင်းသူကပစ္စည်းဖို့လက်ခ free ပေါ့နော်သူကကြတော့တစ်လုံးလုံးအသစ်ပါကင်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင် good second လည်းရှိတယ်ဟုတ်လား brand new လည်းရှိတယ်ပေါ့နော်အခုဒီအလုံးဆိုလို့ရှိရင်တော့တရားကျတော့လုံးဝ brand new design အသစ်ပါကင်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ကကြတော့အခုဒီလိုမျိုးအသစ်ပါကင်အလုံးတွေကိုမိတ်ဆွေတို့အနေနဲ့မှားယူခြင်းနဲ့ဟာလားတက်ဆင်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအိမ်ရောက်တက်ဆင်ပေးတယ်ပေါ့နော်အိမ်ရောက်ကျွန်တော်တို့ဝန်ဆောင်မှုပေးတယ်နောက်တစ်ခုအဲ့မှာကျွန်တော်ပြောဖို့ကြံသွားတာကဘာလဲဆိုလို့ရှိရင်ဒီဆက်မှာကနောက်တစ်ခုကကြတော့သူ့ရဲ့အနောက်မှာကကြတော့ fan လဲပါတယ် fan ဆိုတာကအခုကျွန်တော်တို့အသုံးပြုနေတဲ့အချိန်မှာပေါ့နော်ဒီဆက်ကိုအရင် heat တဲ့အခါမျိုးတွေပါတယ်ကြာလို့ရှိရင်ပေါ့နော်ပြန်ပြီးတော့သူကအေးပေးတဲ့စနစ်ပေါ့နော်အဲ့လိုမျိုး fan စနစ်လဲပါတယ် okay ကျွန်တော်တို့ကကြတော့အကယ်လို့ပေါ့နော်ဒီကောင်က watt 9000ရှိတယ် watt 9000ဆိုလို့ရှိရင်ကျွန်တော်တို့က watt 9000အပြည့်နီးနီးတော့ဟာလားကျွန်တော်တို့အသုံးပြုလို့ရတယ်ပေါ့နော်ကြီးကွန်အမျိုးအစားဖြစ်တဲ့အပေါ်မှာဘယ်လိုခေါ်မလဲဆိုတော့ watt 9000အပြည့်သုံးလို့ရတယ်နော် motor compressor သုံးမဲ့လူတွေရော motor compressor ဆိုလို့ရှိရင်2កောင်လောက်ကနေစပြီးတော့အသုံးပြုလို့ရတယ်ဟာလား2កောင်ခွဲဟာလား3កောင်လောက်ထိနိုင်တယ်ပေါ့နော် aircon ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ2កောင်ဟာလား2កောင်ခွဲလောက်ထိကိုကောင်းကောင်းဒီကောင်ကအသုံးပြုလို့ရတယ်ပေါ့နော်အကယ်လို့မိတ်ဆွေတို့အနေနဲ့ဟာလားကျွန်တော်ဆိုင်မှာကိုယ်တိုင်ကိုကြလာရောက်ပြီးတော့ဝယ်ယူမယ်ဆိုလို့ရှိရင်လည်းဝယ်ယူလို့ရတယ်ကျွန်တော်ဖိတ်ခေါ်ပါတယ်နော်အကယ်လို့မိတ်ဆွေတို့အနေနဲ့ကကျွန်တော်ဆိုင်ကိုလာဖို့အဆင်မပြေဘူးဝေးတယ်ပေါ့နော်နေရာဒေသဝေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကျွမ်းကျင်တဲ့ service ပညာရှင်တွေနဲ့ကျွန်တော်တို့ကအိမ်တိုင်းလာရောက်ပြီးတော့ဟာလားကျွန်တော်တို့ဒီ customer စိတ်တိုင်းကြပေါ့နော်ကျွန်တော်တို့အိမ်ရောက်တက်ဆင်ပေးတယ်တက်ဆင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခါတည်းပေါ့နော် customer စိတ်တိုင်းကြကျွန်တော်တို့ကစမ်းပြပေးတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဆိုင်လေးစာကကြတော့ဒီသင်္ကန်းကျွန်းနှင်းစီကုန်းရက်ကွက်နှင်းစီကုန်းကာကြီးရက်ကွက်ပေါ့နော်နှင်းစီကုန်းကာကြီးရက်ကွက်အောင်တကွန်လန်နှင်းစီကုန်းပလီနာမှာဖွင့်ထားပါတယ်ဟုတ်ကဲ့ကျွန်တော်ဆိုင်ကိုလာရောက်ဖို့အတွက်ကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ဖုန်းနံပါတ်ကကြတော့39993333 Viber သုံးတဲ့နံပါတ်ကကြတော့399839149813ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ